ကျောင်းစာသင်ခန်းထဲမှာအသိပညာတွေသင်နေတယ်လို့ပဲခလေးတယောက်ရဲ့ဘဝမှာအရေးအကြီးဆုံးဖြစ်တဲ့စိတ်ကူနားလေတဲ့အောင်သင်ကြားပေးခြင်းရလဲမရှိမဖြစ်လိုအပ်ပါတယ်။ခလေးတိုင်းကမျောလင်းချက်တွေအိမ်မက်တွေနဲ့ပြည့်နေနေတဲ့အဖိုးတန်ယတနာများဖြစ်ပါတယ်။သူတို့ရဲ့တင်းငယ်ရဲ့စိတ်ကပါလေးထဲမှာလည်းအံ့ဩဖွယ်ကောင်းတဲ့စွမ်းအင်တွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒါပေမဲ့သူတို့လေးတွေရဲ့စိတ်ကနုနယ်ရဲ့အတွက်စားချင်တာမစားရတာ၊စော့ချင်တာမစော့ရတာမလုပ်ချင်တာတွေကိုအတင်းလောက်ခိုင်းခံရတာလိုမျိုးဖိအားတေးသေးလေးတွေကတော့သူတို့အတွက်စိတ်ဖိစီးမှုကိုအလွယ်တကူဖြစ်ပေါ်စေနိုင်ပါတယ်။ဒီလိုအချိန်တွေမှာတော့ကလေးတွေဟာစီဆိုးခြင်းငွေရိုအော်ဟစ်ခြင်းတွေနဲ့တုံ့ပြန်တတ်တယ်လို့မိဘတွေဘက်ကလည်းစိတ်မရှိပဲစူမိအော်မီယာတွေဖြစ်တတ်ပါတယ်။ဒီအခြေအနေတွေကပဲမိသားစုအတွင်းမှာနားလည်မှုလွဲမှားပြီးတော့ပျော်ရွှင်မှုတွေကိုရောကြစေပါတယ်။ဒီလိုကွာဟချက်လေးတွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် Mindfulness for Kids Class ကအသင်ရှင်နေပါတယ်။ Mindfulness for Kids Class ဆိုတာကဘာလဲ။ဒါဟာတမန်အတိုင်းတစ်ခုမဟုတ်ပါဘူး။ကလေးတွေကိုသူတို့ရဲ့စိတ်ခံစားချက်လေးတွေအေးအေးဆေးဆေးစီမံခန့်ခွဲတတ်လာအောင်လေ့ကျင့်ပေးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီတန်းလေးမှာဆိုရင်တော့ကလေးတွေကကိုယ့်ကိုယ်နဲ့ဟောင်းတက်လာမယ်။အာယုံကိုတည်ငြိမ်အောင်စူးစိုက်တတ်လာမယ်။ခံစားချက်တွေကိုလက်ခံတတ်လာမယ်။စိတ်လိုက်မပါတုံ့ပြန်မဲ့အစားအသက်ရှူပြီးတည်ငြိမ်စွာတုံ့ပြန်တတ်လာပါမယ်။ဒါတွေကတော့ mindfulness ရဲ့အဓိကအခြေခံအောင်မြင်လေးတွေပါပဲ။ mindfulness ကအသိကလေးကိုဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်ပါလဲ။ mindfulness လေ့ကျင့်ခြင်းကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာမှာတာမကပညာရေးနဲ့လူမှုရေးမှာပါသိတာတဲ့တိုးတက်မှုတွေကိုယူဆောင်လာပေးနိုင်ပါတယ်။ပညာရေးမှာပုံမအာရုံစိုက်လာခြင်းအာရုံပြည့်လွယ်တဲ့ကလေးတစ်ယောက်ကတဖြည်းဖြည်းနဲ့စာကိုစိတ်ဝင်စားပြီးအာရုံစိုက်နိုင်စွာတိုးတက်လာတာကိုမိဘတွေကမြင်တွေ့ရပါမယ်။စိတ်ခံစားချက်ကိုကောင်းမွန်စွာစီမံခန့်ခွဲလာနိုင်ခြင်းအရာရာကိုစိတ်ဆိုးစားထွက်နေမဲ့အစားအခြေအနေကိုနားလည်ပြီးပုံမှုတည်ငြိမ်စွာတုံ့ပြန်လာပါလိမ့်မယ်။အများနဲ့ပုံမှုပူပေါင်းဆောင်ရွက်တတ်လာခြင်းအတန်းပေါ်တွေမောင်နှမတွေနဲ့ပို့ပြီးအဆင်ပြေပြေဆက်ဆံတတ်လာပြီးအပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ပါလိမ့်မယ်။အနာဂတ်အတွက်ခိုင်မာတဲ့စိတ်ကျန်းမာရေးအုံမြင့်ချပေးခြင်းဒါဟာငယ်စဉ်ဘဝအတွက်တောင်မကကြီးပြင်းတဲ့အခါမှာလည်းစိတ်ကျန်းမာပြီးချမ်းခိုင်တဲ့လူတစ်ယောက်ဖြစ်လာဖို့အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ဒီအတန်းလေးကိုတော့ Mighty Minds ပိုင်မွန်ရဲ့ founder ဖြစ်သူတီချေမွန်ကတိုက်ရိုက်ဦးဆောင်သင်ကြားပေးမှာဖြစ်ပြီးတီချေမွန်ဟာ Diploma in Child Psychology Certified Mindfulness Parenting Practitioner တူဖြစ်တယ်လို့ Certified NPO Trainer တူလည်းဖြစ်ပါတယ်။သူမရဲ့သင်ကြားရေးကလည်း theory တည်တတ်မဟုတ်ပေနဲ့ကလေးတဦးချင်းစီရဲ့စိတ်နှလုံးကိုနားလည်ပြီးသူတို့ကိုယ်တိုင်တွေ့ရှိနားလည်သွားစေဖို့နူးညံ့စွာလမ်းညွှန်ပေးတဲ့ပုံစံဖြစ်ပါတယ်။ကလေးတယောက်စိတ်အေးချမ်းနေခြင်းကတအိမ်လုံးကိုငြိမ်းချမ်းစေပါတယ်။ဒါကြောင့်ကလေးတိုင်းရဲ့စိတ်နှလုံးသားလေးလှပစွာပြုံးနိုင်ဖို့ Mindfulness for Kids Class မှာ register လုပ်လိုက်ပါအောင်နော်။